အားလုံးပဲမင်္ဂလာပါရှင် Victoria Fashion House ကနေကြိုဆိုပါရစေ။ကျွန်မကတော့ designer အောင်ခန့်ဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးမှာတော့ customer တွေရဲ့ပြီးသွားတဲ့ add ထည်လေးပေါ့နော်။ chiffon cashmere add ထည်လေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကဲပထမဆုံးကတော့ညီမလေးတယောက်ရဲ့ add ထည်ပေါ့နော်။၄စုံ chiffon cashmere ၄စုံမှာပထမဆုံးတစ်စုံလေးကတော့နီညိုရောင်လေးပါပေါ့နော်။နီညိုရောင်လေးပန်းပွင့်အစင်လေးနီညိုရောင်လေးကိုဒီမှာရင်ဘတ်ကလေးမှာထမိန်စလေးယူပေးထားပြီးတော့ဒီနားလေးမှာ sequence လေးထိုးပေးထားတယ်ဒီနားလေးလည်း sequence လေးထိုးပေးထားပါတယ်နောက်ကတော့ zip လေးနဲ့ပေါ့နော် zip ပြောက်လေးထည့်ပေးထားတယ် no bra လေးပါရှင်ဒါလေးက no bra လေးနောက်တစ်စုံကကြတော့တံမြာဝါလေးဒါလေးအရန်လှတယ်တံမြာဝါလေးပါဒီဇိုင်းလေးလည်းအရန်လှတယ်ဒီဟာလေးဒီတစ်စုံကြတော့ corset design လေးချုပ်ပေးထားပါတယ် corset design လေးပေါ့နော် corset ပုံစံလေးထမိန်စလေးကိုရင်ဘတ်ကလေးမှာယူပြီးတော့ဒီနားလေးပေါ့မနော်ဒီနှုတ်ခွက်ကလေးကိုကြတော့ draping လေးလုပ်ပေးထားတယ်နောက်ချမ်းလေးကတော့ဒီလိုလေးပေါ့နော်နောက်ကလေးကဒီလိုလေးဒီနားလေးမှာကြိုးလေးတွေထည့်ပေးထားတယ်ဒါလေးကတော့corset ပုံစံဒီဇိုင်းလေးပါနောက်တစ်ထည့်ကကြတော့နှက်ပြရောင်လေးပေါ့နော်နှက်ပြရောင်လေးအစင်လေးကသူ့ရဲ့အစင်လေးကဒီလိုလေးပါဒါလေးကိုလည်းရင်ဘတ်ကလေးမှာထမိန်စလေးယူပြီးတော့ဒီနားလေးမှာ draping လေးထည့်ပေးထားပါတယ်ဒီခါးလေးမှာကြတော့ထမိန်စလေးတွေဒီလိုအချောင်းလေးပြန်ထည့်ပေးထားပါတော့ပေါ်ရအောင်လို့ဒါလေးလည်း no bra လေးပါပဲရှင်နောက်ကကြတော့ကျေးစစ်လေးထည့်ပေးထားပါတယ်ဒါလေးကတော့ဟိုဟာလေးပေါ့နော်ဒေါနာစိမ်းလေးဒါလေးကချီဖွန်ပန်းထိုးမှာဇာဒီဇိုင်းလေးပေါ့နော်ဒီဒီဇိုင်းလေးလည်းအရင်လာပါတယ်ဒီဟာလေးကိုလည်းဒီရင်ဘတ်ကလေးမှာထမိန်စလေးယူပြီးတော့ဒီနားလေးမှာ draping လေးထည့်ပေးထားပါတယ်ဒါလေးလည်း no bra လေးပါပဲရှင်ဒီနားလေးမှာဒီလိုမျိုးလေးပေါ့နော်သူ့ပုံစံလေးကဒီနားလေးမှာအကွဲလေးပါတာပေါ့နော်အကွဲလေးပြင်မဲ့ဇာဘာလေးတော့ခံထားတယ်နောက်ကိုကြတော့ထုပ်သီးလေးတက်ပေးထားပါတယ်ရှင်အဲဆိုရင်ဒီညီမလေးရဲ့ဟာ၄စုံပေါ့နော်နောက်မမတယောက်ရဲ့အထည်လေးနောက်မမတယောက်ရဲ့အထည်လေးကကြတော့အုတ်ကျိုးရောင်လေးပါအုတ်ကျိုးရောင်ဒီဇိုင်းလေးကတော့ထမိန်ဒီဇိုင်းလေးကတော့ဒီဒီဇိုင်းလေးပါဒီဒီဇိုင်းလေးဒီမမကြတော့သူကခဏကိုလေးသေးရတဲ့အတွက်ကြောင့်မလို့အင်ကြီးနှစ်ထည်ရပါတယ်အင်ကြီးနှစ်ထည်ဒီဟာလေးကတော့ရင်ဖုံးလေးပေါ့နော်ရင်ဖုံးလေးရတယ်ထမိန်စလေးကိုအခန့်ချမ်းလေးမှာယူပြီးတော့ချုပ်ပေးထားပါတယ်ဒီနားလေးမှာ sequence လေးထိုးပေးထားပါတယ်ဒီနားလေးမှာ sequence လေးထိုးပေးထားပါတယ်ရှင်ဒါလေးကတော့ no bra လေးချုပ်ပေးထားတယ် no bra လေးကိုမှသူကဒါလေးကင်ပေးထားပါ no bra လေးကိုမှဒါလေးဒီမှာတပြင်းလုံးကိုဟိုကလုတ်ပေးတာ draping လေးလုတ်ပေးတာဝတ်လိုက်လို့ရှင်အရန်လာမှာခဏကိုပေါ်ရောက်လာလို့ရှင် draping လေးကိုလုံးဝစိတ်ရှည်လက်ရှည်လေးတပြင်းလုံးအပြည့်လုတ်ပေးထားတယ်ပြီးလို့ရှိရင်ဒီအလဲမှာ sequence လေးထိုးပေးထားပါတယ်ထမိန်နဲ့လိုက်ဖက်အောင်ပေါ့နော်သူ့ထမိန်လေးနဲ့လိုက်ဖက်အောင် sequence လေးထိုးပေးထားပါတယ်ဟောတစုံကိုအင်ကြီးနှစ်ထည့်ရတာပေါ့နော်ဒီမမကြတော့နောက်တစ်ထည့်ကကြတော့ဒါကြတော့ညီမလေးတယောက်ရဲ့အထည်လေးပါဒီဇိုင်းလေးကဒီလိုမျိုးလေးနှက်ပြရောင်လေးပေါ့နော်ခုနဒီဇိုင်းလေးနဲ့တူပါတယ်ဒါလေးကတော့နှက်ပြရောင်လေးပါနှက်ပြရောင်လေးကိုမှသူကရင်ဘတ်ကလေးမှာထမိန်စလေးယူပြီးတော့ဒီနားလေးမှာ draping လေးထည့်ပြီးတော့ဒီလို sequence လေးကိုလှလှလေးထိုးပေးထားတယ်ပြီးတော့ဝတ်မဲ့ညီမလေးကလူငယ်လေးဆိုတော့လူငယ်ဆန်ဆန်လေးဖြစ်ရအောင်ဒီနားလေးမှာကြိုးလေးထည့်ပေးထားပါပေါ့နော်ကြိုးလေးနင်းပေးထားပါတယ်ဒါလေးလည်း no bra လေးချုပ်ပေးထားပါတယ်ရှင်စစ်ပြောက်လေးနဲ့ပါ no bra လေးနောက်တစ်စုံကကြတော့ပန်းစီရောင်လေးရမ်းလာတယ်မင်းခုဝတ်ထားတဲ့အရောင်လေးနဲ့တူတယ်နော်ဒါပေမဲ့ဒီဇိုင်းပိတ်စဒီဇိုင်းကမတူဘူးပေါ့နော်ဒါလေးကတော့ဇာဒီဇိုင်းလေးကိုထိုးထားတာပါဒီဒီဇိုင်းလေးရမ်းလာတယ်ဒါလေးကတော့ရှေ့ရောနောက်ရောကိုထမိန်စလေးယူပေးထားပါတယ်ဒီမှာရှေ့ရောနောက်ရောအရန်လာတယ်ဝတ်လိုက်လို့ရှင်ဒါလေး no bra လေးပါ no bra လေးချုပ်ပေးထားပါတယ်ဒီနားမှာ draping လေးနဲ့ပေါ့နော်ပြီးလက်ကလေးဒါလေးကကြာလက်ကလေးကိုလှလှလေးပေါ့နော်လူငယ်ဆန်ဆန်ကားလေးချုပ်ပေးထားဝတ်လိုက်လို့ရှိရင်ရမ်းလာတယ်ဒါမျိုးလေးအယောင်လေးကလည်းစိုးနေအောင်ဒီလိုလေးပါဒါလေးကတော့ main live မှာဝတ်တဲ့ design လေးပေါ့နော်အဲ့ design လေးကိုပြန်ချုပ်ပေးထားတာပါနောက်တစ်စုံကဟိုဟာလေးပေါ့နော် make up ရောင်လေးပါ make up ရောင်လေးဒီမမကလည်းခန္ဓာကိုယ်လေးသေးတဲ့အတွက်အင်ကြီးနှစ်ထည်ရတယ်ပေါ့နော်အင်ကြီးနှစ်ထည်ချုပ်လို့ရတယ်ဒီဇိုင်းလေးကတော့ချီဖွန်ပန်းထိုးစားဒီဇိုင်းလေးပါဒါလေးတိုင်းမှာအင်ကြီးနှစ်ထည်မှာသူကကြတော့တစ်စုံတစ်ထည်ကကြတော့ဒီလိုမျိုးလေးပေါ့နော်ရင်ခံလေးနဲ့ဇာဘာလေးနဲ့ရင်ခံလေးကကြတော့ဒီလိုလေးထမိန်စလေးယူပြီးတော့ရင်ခံလေးနဲ့ဇာဘာလေးနဲ့တစ်စုံဒီလိုမျိုးလေးတစ်စုံပေါ့နော်ဒါလေးကကြတော့ဒီနားလေးမှာ draping လေးထည့်ပေးထားတယ် draping လေးထည့်ပြီးတော့sequence လေးထိုးပေးထားတယ်ဒါလေးကတစ်စုံပေါ့နော်ဒါလေးကတော့ no bra လေးဒါလေးလည်း no bra လေးပါနောက်ဘက်ကိုကြတော့ကျေးစစ်လေးနဲ့ပေါ့နော်ထမိန်လေးခဏလောက်ဒီလိုမျိုးလေး
ဒါလေးကဒီလိုမျိုးလေးပေါ့နော်သူကထမိန်ကကြတော့ရင်ခံမှာယူလိုက်တဲ့အတွက်ဒီအင်ကြီးအတွက်ထမိန်စားမရတော့ဒီမှာထမိန်စားလေးတော့ဒီနားလေးတော့ရတဲ့လောက်လေးထည့်ပြီးတော့လှုပ်ထားတာပေါ့နော်ဒါလေးလည်းဝတ်လိုက်ရမ်းလောက်မှာပါဒီလိုလေးပေါ့နော်ခန္ဓာကိုယ်သေးရတဲ့အင်ကြီးလေးနဲ့ထည့်ချုပ်ပေးထားပါတယ်ဆိုရင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကြည့်ရှုပေးရတဲ့အတွက်အားလုံးပဲဒီဒီဇိုင်းလေးကိုနှစ်သက်သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ် like and share လေးနဲ့လည်းအားပေးကြပါဦးเนาะကျေးဇူးအများကြီးတင်ပါတယ်ရှင်